အားလုံးပဲမင်္ဂလာပါရှင်1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မိုးလပိုင်း2:10မိနစ်ချိန်မှာအမေရိကန်ရေတပ်ကတိုဘီဒိုဘုံကျဲလေယာဉ်5စီးဟာဖလော်ရီဒါပြည်နယ်ကနေပြန်တက်သွားခဲ့ပါတယ်ဒီမစ်ရှင်ကို Flight 19လို့ခေါ်ပါတယ်ဒါဟာ3နာရီကြာမြင့်မဲ့ပုံမှန်လေ့ကျင့်ခီးစဉ်တစ်ခုသာဖြစ်ပြီးထူးခြားခြားဘာမှမရှိခဲ့ပါဘူးလေယာဉ်ပေါ်မှာအတွေ့အကြုံရင်ဝါရင်လေသူရဲ့ခေါင်းဆောင်အပါဝင်အဖွဲ့ဝင်14ဦးလိုက်ပါသွားခဲ့ပါတယ်ဒီလေယာဉ်5စီးဟာဖလော်ရီဒါကနေရှေ့ဘက်ကိုပြန်တက်သွားခဲ့ကြပါတယ်။စာပိုင်းမှာရာသီဥတုကတာယာနေပေမဲ့ပြန်တက်ပြီး2နာရီခန့်ကြာမှာတော့လေယာဉ်အုပ်စုခေါင်းဆောင်ကသူတို့ရဲ့တန်လိုက်အိမ်မြောင်တွေမှာရုတ်တရက်ပြဿနာတက်နေကြအောင်စီရင်ခံလာပါတယ်။တန်လိုက်အိမ်မြောင်တွေအလုံးမလုံးတော့သူတို့အရန်တန်လိုက်အိမ်မြောင်တွေမှာပျက်စီးသွားတဲ့အတွက်သူတို့ဘယ်နေရာကိုရောက်နေမှန်းမသိတော့ပါဘူး။တခြားလေယာဉ်တွေကိုမေးကြည့်တဲ့အခါမှာလည်းအားလုံးရဲ့ security တွေဟာဒီပိုင်းနဲ့ချို့ရင်းနေပါတယ်။လေယာဉ်အုပ်စုခေါင်းဆောင်ဒူဘိုချာလီစကာရိုထေလာစီကနေရှုပ်ထွေးလာတဲ့ရေဒီယိုသတင်းစကားတွေထွက်ပေါ်လာပြီးရာသီဥတုကလည်းစတင်ဆွေးရလာပါတယ်။ညနေ4:56မိနစ်မှာထေလာကသူတို့ဟာမက္ကဆီကိုပင်လယ်ကွေ့ပေါ်ရောက်နေရလို့ထင်ပြီးတော့ဖလော်ရီဒါကိုပြန်ဖို့အတွက်ရှေ့ဘက်ကိုပြန်သွားဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့တခြားအဖွဲ့ဝင်တချို့ကတော့သူတို့ဟာရှေ့ဘက်ကိုရောက်နေပြီဖြစ်လို့အနောက်ဘက်ကိုပြန်လဲမှအိမ်ပြန်ရောက်မယ်လို့ယုံကြည်နေကြပါတယ်။ရေဒီယိုသတင်းစကားတွေအရအဖွဲ့ဝင်တွေကြားမှာလမ်းကြောင်းအတွက်အငင်းပွားမှုတွေရှိနေခဲ့ပါတယ်။နေဝင်မိမောင်လာတဲ့အခါမှာတော့သူတို့ဟာဖလော်ရီဒါရဲ့ရှေ့ဘက်ကီလိုမီတာ380အကွာကိုရောက်နေပြီလို့ယူဆခဲ့ကြပါတယ်။ည9:04မိနစ်မှာတော့ထေလာစီကနောက်ဆုံးရေဒီယိုသတင်းစကားကိုရရှိခဲ့ပြီးအဲဒီနောက်မှာတော့လေယာဉ်5စီးလုံးကထာဝရပျောက်ဆုံးသွားခဲ့ပါတယ်။ဒီနေ့အထိအဲဒီလေယာဉ်တွေဘယ်ရောက်သွားလဲဆိုတာဘယ်သူမှမသိကြပါဘူး။ပိုပြီးထူးဆန်းတာက Flight 19ကိုရှာဖွေဖို့ထွက်ခွာသွားတဲ့လူ73ဦးပါတဲ့မာရီနာရှာဖွေကယ်ဆယ်ရေးလေယာဉ်ဟာလည်းရှာဖွေရင်းနဲ့ပဲထပ်မံပျောက်ဆုံးသွားခဲ့ရပြန်ပါတယ်။စုစုပေါင်းလူ28ဦးဟာအစအနရှာမရအောင်ပျောက်ကွယ်သွားတာပါအကြီးအကျယ်ရှာဖွေခဲ့ပေမဲ့အလောင်းဖြစ်စေလေယာဉ်အစိပ်ပိုင်းဖြစ်စေဘာတစ်ခုမှရှာမတွေ့ခဲ့ပါဘူးဘာမြူဒါ3ကန်ဒီလေယာဉ်တွေပျောက်ဆုံးသွားတဲ့နေရာကိုဒီနေ့ခေတ်မှာဘာမြူဒါ3ကန်လို့လူသိများကြပါတယ်လုံခဲ့တဲ့နှစ်ပေါင်း90အတွင်းဒီပလယ်ပြင်မှာသင်းမောအစီပေါင်း3000နဲ့လေယာဉ်အစီး100ကျော်ပျောက်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်ဒါကိုသေမင်း3ကန်ဒီဗစ်ထရိုင်ဂယ်လို့လည်းခေါ်ကြပါတယ်ဒီနယ်မြေဟာအမေရိကန်ကဖလော်ရီဒါပေါ်တိုရီကိုနဲ့မြောက်ဘက်ကဘာမြူဒါကျွန်းတို့ကြားမှာတရိကန်ပုံစံတရှိပြီးစတူယန်မိုင်ပေါင်း9သိန်းကျော်ကျယ်ဝန်းပါတယ်။ဘာမြူဒါတရိကန်ရဲ့လျှို့ဝှက်စမ်းကြယ်မှုတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကရှိနေခဲ့တာပါ။1492ခုနှစ်မှာခရစ္စတိုဖာကိုလံဘတ်ခီးသွားစဉ်ကလေးကဒီနေရာမှာတန်လိုက်အိမ်တော်တွေလုံးမလုံးတာနဲ့ကောင်းဝင်ကနေပင်လယ်ထဲကိုမီးလုံးကြီးလုံးပြုတ်ကျလာတာကိုမြင်ခဲ့ရကြောင်းမှတ်တမ်းတင်ခဲ့မှုပါတယ်။ဒီနေရာကိုအတ္တလန်တိတ်တင်ချိုင်းကိုတင်မင်းပင်လဲစသဖြင့်အမည်မျိုးစုံခေါ်ခဲ့ကြပေမဲ့ဘာမြူဒါ Triangle ဆိုတဲ့အမည်ကိုတော့1964ခုနှစ်မှာ Basic H. Gaddis ကသူရေးတဲ့မဂ္ဂဇင်းဆောင်းပါးမှာစတင်သုံးနှုန်းခဲ့တာဖြစ်ပါတယ်။ထင်ရှားသောဖြစ်ရပ်များ USS Cyclops 1918အမေရိကန်ရေတပ်ရဲ့အကြီးဆုံးနဲ့အမြန်ဆုံးသင်္ဘောကြီးတစ်စီးပါလူ306ဦးနဲ့မန်ဂနစ်တန်ချိန်1000တင်ဆောင်ထားပြီးဘရာဇီးကိုသွားစဉ်မှာဘာအသဲလုံစားမှမထားပဲရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ Alan Austin 1881ဒီသင်္ဘောဟာပင်လယ်ထဲမှာလူသူမရှိပဲလွတ်မျောနေတဲ့သင်္ဘောတစ်စီးကိုတွေ့ခဲ့ပါတယ်။အဲ့ဒီသင်္ဘောပေါ်မှာပစ္စည်းတွေအကုန်အကောင်းတိုင်းရှိနေပေမဲ့လူတစ်ယောက်မှမရှိပါဘူး။ Alan Austin ရဲ့ကပတိန်ကသူ့လူအချို့ကိုအဲ့ဒီသင်္ဘောပေါ်လွှတ်ပြီးအတူတူခီးဆက်စေခဲ့ပါတယ်။ဒါပေမဲ့မွန်တိုင်းတစ်ခုအပြီးမှာအဲ့ဒီသင်္ဘောပေါ်ကလူတွေဟာထပ်မံပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။ဒီလိုမျိုးနှစ်ကြိမ်တိုင်လူတွေပျောက်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီဇလန်ဟာတမိုင်းထောက်ထားခိုင်လုံမရှိပဲဗဇက်ရာဇဝင်သာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။သိပ္ပံနည်းကျရှင်းလင်းချက်များဘာမြူဒါ3ကန်နဲ့ပတ်သက်ပြီးဂျိုသားတွေဖမ်းသွားတာလားပင်လယ်မွန်စတာတွေရှိရလားဆိုတဲ့ theory ထက်ပိုပြီးရုပ်တရှိတဲ့ချက်လက်တွေရှိပါတယ်။နံပါတ်1တန်လိုက်ဆက်ကွင်းကမ္ဘာမြောက်ဝင်ရိုးစောအစစ်နဲ့တန်လိုက်မြောက်ဝင်ရိုးစောမတူပါဘူး။ဒါပေမဲ့ဘာမြူဒါ3ကန်တရှိရနေရဟာဒီဝင်ရိုးနှစ်ခုတက်တက်ကြတဲ့အကောနဲ့လိုင်းပေါ်မှာရှိနေတဲ့အတွက်တန်လိုက်အိမ်မြောင်ကြည့်တဲ့အခါအမှားယွင်းဖြစ်စေနိုင်ပါတယ်။နံပါတ်2ပင်လယ်ရေတိမ်ချင်းဒီ area မှာရေအောက်တဲတောင်တွေများပါတယ်။အာကာသကနေကြည့်ရင်ရေတိမ်မားတွေကိုအစိမ်းလူရောင်ဖြစ်တွေ့နိုင်ပါတယ်။ရှေးခေတ်သင်္ဘောတွေဟာရေအောက်ကတဲတောင်တွေကိုမမြင်ရပဲတိုင်းမိပြီးတော့တောင်တင်နှိမ့်တာမျိုးဖြစ်နိုင်ပါတယ်။နံပါတ်3ဟာရီကိန်းမုန်တိုင်းများဖလော်ရီဒါနဲ့ကျူးဘားတို့ဟာကမ္ဘာပေါ်မှာဟာရီကိန်းမုန်တိုင်းအတိုက်ဆုံးနေရာတွေဖြစ်ပါတယ်။ရုတ်တရက်ဖြစ်ပေါ်တဲ့မုန်တိုင်းတွေနဲ့လေဆင်နှမောင်းတွေကလေယာဉ်နဲ့သင်္ဘောတွေကိုဒုက္ခပေးတာဖြစ်နိုင်ပါတယ်။နံပါတ်4မြေသိမ်းတန်းငွေ
ပင်လယ်ကျန်းနေကနေမိသိန်းနှံ့တဲ့ရုပ်တရက်ပောက်ကွဲထွက်လာတဲ့အခါရေရဲ့တိတ်သီးစလျော့နေသွားပြီးသင်္ဘောတွေဟာဘာသတိပေးချက်မှမရှိပဲချက်ချင်းနှိမ့်မြုပ်သွားနိုင်ပါတယ်နံပါတ်5စိတ်ပညာဆိုင်ရာအမြင်လူတွေဟာအရာတစ်ခုကိုစိတ်ဝင်စားသွားရင်အဲ့ဒီအရာကိုပဲထပ်ခါတည်းသတိထားမိတတ်တာကိုဘာသာမိုင်းဟော့အဖက်လို့ခေါ်ပါတယ်တကယ်တော့တခြားပြည်နယ်ပြည်နယ်မှာလည်းသင်္ဘောတွေပျောက်ဆုံးနေတာပါပဲဒါပေမဲ့လူတွေကဘာမြူဒါသတိကောင်ကိုပဲအောင်ဆိုင်နေကြလို့ဒီနေရာမှာပဲပိုဖြစ်နေရလို့ထင်ရတာပါအမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့သိပ္ပံပညာရှင်တွေအဆိုအရဘာမြူဒါသတိကောင်ဟာတခြားပြည်နယ်ပြည်နယ်ထက်ပိုပြီးအန္တရာယ်များတယ်ဆိုတဲ့အထောက်အထားမရှိပါဘူးဒီနေရာဟာသင်္ဘောနဲ့လေယာဉ်အသွားလာအလွန်များတဲ့နေရာဖြစ်တဲ့အပြင်မုန်တိုင်းနဲ့ထူထပ်တာကြောင့်မတော်တဆမှုတွေရှိနေတာဟာပုံမှန်ပဲလို့ဆိုပါတယ်ကိုလံဘတ်မြင်ခဲ့ရတဲ့မီးလုံးကြီးဟာလည်းတကယ်တော့လေလူထဲကိုကျဆင်းလာတဲ့အောက်ကကဲတစ်ခုသာဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ဒီထူးခြားတဲ့ဘာမြူဒါသတိကောင်နဲ့ပတ်သက်ပြီးသင်တို့ရောဘယ်လိုမြင်သလဲဆိုတာကို comment မှာမှတ်ငယ်လို့ရပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်